ဆိုပေမဲ့မနဲ့ကြတော့မခုံပြကလို့တဲ့အခန်းထဲကကျင်းထားတဲ့ဖဝဲရှင်ဒီမတိုင်းပဲနဲ့ဒီတိုင်းပဲချပွဲတဲ့ဒီလိုဒီလေးနဲ့တွေ့လို့ဖြေပေးပါဖြေပေးပါတောင်းထားမိလို့အိမ်အောင်ဥပ္ပယ်ကန်ကြမိလို့ပဲဒီလိုလုံးတုံနေလို့ခေပါသူကျွန်တော်ဝင်နေ1300လေးတကူလာဆုံး73ရက်လို့ပြောတယ်အိမ်မင်းလာတော့ဘူးမလို့လဲကျွန်တော်ဝေးတော့ကအချင်းကဆွဲနေတယ်သူစီကိုကျွန်တော်ကောင်းပြီးလို့ကြာကြီးနေစင်ကြီးကိုွက်ချက်ပေးအောင်အချင်းကိုကိုရနေချင်တယ်ဘယ်လိုတော့ဖြေပါအောင်ဘယ်လိုချုံမတော့ yes or no တကူတော့ချင်းနေဘူးဆိုရင်ဝမ်းနေရမယ်ကောင်းမလေးပြန်ကြည့်တော့ဘယ်လိုတော့ဖြေပါအောင်ဘယ်လိုတော့ yes or no တကူတော့ချင်းနေဘူးဆိုရင်ဝမ်းနေရမယ်ကောင်းမလေးပြန်ကြည့်တော့ဘယ်လိုတော့ဖြေပါအောင်နိုင်ရောင်းတဲ့ကပြည့်တဲ့ရှင်ဘက်မှာရှိတာသိရအုံနောက်ကစူးကားကြည့်ရင်အမင်းကိုတိတ်တဲ့တဲ့အဲ့ဒီတိုင်းနဲ့ပြုံးသွားရင်ထဲမှာရှုံးမနာနိုင်လို့ချစ်တဲ့စိတ်ကြီးငါကချုံမိုးကိုဖဲပြပြည့်တယ်ဝါကင်းနဲ့ညာကဆဲတယ်အဲ့ဒီချစ်ကပေါင်းနေတဲ့သူ့အလုံးမှာစိတ်မရှိတဲ့စိတ်ရောကချစ်ကြပါပဲခံစားချက်ရောထွေးနေတဲ့ငါစိတ်ကရင်းနေတော့ရဲ့ငါမင်းကိုချစ်နေတာနဲ့အဲ့ဒီတော့ကခုပါသူပိတ်ထားတဲ့ခုံရိုးလေးတွေနဲ့နော်လေးတဲ့တမိုးလေးတွေရှိတယ်အဆိုင်ခဲတဲ့အိမ်မက်တဲ့ပလီရှ်တနေ့နေ့တော့အရေးရအောင်နေစိတ်ချမ်းနေမရှိတယ်ဒီနေ့မှပြောင်းလဲဘူးပဲယုံကြည်ပြီးမှပွဲတကယ်ချစ်ပါလေဘယ်လိုတော့ဖြေပါအောင်ဘယ်လိုတော့ yes or no ဒီကူတော့ဖြစ်နေဘူးဆိုရင်ဝမ်းနေရမယ်ကောင်းပါလေကြည်တာဘယ်လိုတော့ဖြေပါအောင်